Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော် skin care သုံးတဲ့သူတွေပေါ့နော်မရှိမဖြစ်မဖြစ်ပစ္စည်းလေးနဲ့မိတ်ဆက်ပေးခြင်းနဲ့ပေါ့နော်ဒီပစ္စည်းလေးကဘာလဲဆိုလို့ရှိရင်တော့makeup ဖြတ်တဲ့ပစ္စည်းပေါ့နော် cleansing water လို့လည်းခေါ်တယ်ဆိုတော့သူကဘာလို့သုံးရတာလဲဆိုလို့ရှိရင်ကျွန်တော် skin care သမားတွေအတွက်ဒါအဓိကမဖြစ်ပစ္စည်းလေးတစ်ခုပေါ့နော်သူကတော့ဗာလဲဆိုတော့ကျွန်တော်ဟို skin care သုံးပြီးတဲ့ချိန်ဒါမှမဟုတ် makeup သုံးပြီးတဲ့ချိန်တိုင်းမှာပေါ့နော်ကျွန်တော် makeup ဖြတ်တဲ့ဟာကကျွန်တော်မျက်နှာတစ်စိတစ်ခုနဲ့သုံးနေဆိုပေမဲ့မလုံလောက်ဘူးဒါပေမဲ့ဒီ makeup အကျွမ်းကျန်ကိုသူကမဖြတ်ပေးနိုင်ဘူးပေါ့နော်ဒါပေမဲ့အဓိကတော့ဒီကောင်လေးပေါ့နော်ဒါ skin care သမားတွေတက်အမြဲတမ်းလိုအပ်တဲ့ပစ္စည်းလေးပါဒီကောင်လေးဆိုလို့ရှိရင်တော့ဆောင်ထားတဲ့နေပေါ့နော်ဒါ skin care သုံးတဲ့သူတွေဆိုလို့ရှိရင်ဒီကောင်လေးကိုဆောင်ထားတဲ့နေဘာလို့ဆောင်ထားတဲ့တာလဲဆိုလို့ရှိရင်တော့ကျွန်တော်ဒီ makeup မျက်နှာမှာရှိတဲ့ makeup အကျွမ်းကျန်တွေကိုသူကဖြတ်ပေးတယ်နောက်တစ်ခုကတော့အဲ့လိုမျိုးဖြတ်ပေးခြင်းအဖြစ်ကိုရဲ့မျက်နှာမှာရှိတဲ့ဒီ skin care တွေကဟိုပျောက်သွားပြီးတော့ပေါ့နော်ဒါ wet chan တွေတင်းတွေကိုမဖြစ်စေဘူးပေါ့နော်ဒါဆိုလို့ရှိရင်တော့ဒီကောင်လေးကိုဆောင်ထားတင်ပါတယ်လို့မမေစီမှာလည်းဒါလေးတွေဟိုယူအားပေးနိုင်တယ်ဆိုတာလေးကိုတည်ငောင်းပါပေးခြင်းတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်